ကျောင်းတိုက်မှာအလူရှင်တွေစီကလက်ဆောင်တွေဖွင့်ကြည့်တဲ့နေ့လေးပါမိုင်ပေါင်း2300ကျော်ငင်းချမ်းရေးခီးစဉ်ကြီးအပြီးမှာအာလောကနဲ့ယဟန်တော်တွေစီကိုမေတ္တာလက်ဆောင်တွေအများကြီးရောက်ရှိနေပါတယ်ဒီကြားထဲကမှချောကလက်ထုတ်ကြီးကိုတွေးတော့အာလောကတယောက်ဆက်စုခြင်းစိတ်နဲ့အနက်လေးခဏလန့်ခံလိုက်ပါသေးတယ်ဒါပေမဲ့ချက်ချင်းပဲစိတ်ပြောင်းသွားပုံရတယ်နော်သူ့ရဲ့ကျမ်းမာရေးနဲ့သွားလေးတွေအတွက်မကောင်းဘူးဆိုတာသိနေတယ်လို့ပဲအေးအေးဆေးဆေးပဲပြန်ထိုင်နေပါတယ်တကယ်လိမ္မာပါနဲ့တဲ့ကောင်လေးပါပဲသူ့အတွက်ကတော့ချိုချင်တွေထက်ယဟန်တော်တွေရဲ့ခေါင်းပုတ်ပေးတာကိုခံယူရတာရဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့သူ့မုံလေးတွေရဲ့ကပိုပြီးတန်ဖိုးရှိပုံရပါတယ်ငင်းချမ်းရေးလမ်းလျှောက်တုံးကလိုပဲအခုလဲယဟန်တော်တွေနဲ့အတူစီကန်းရှိရှိကျမ်းမာဘေးကင်းစွာနဲ့နေထိုင်နေတဲ့အာလောကလေးပါခင်ဗျာအလူရှင်အားလုံးလည်းဒီကုသိုလ်ကြောင့်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေတတဝအားလုံးဘေးရန်ကင်းကွာပြီးငြိမ်းချမ်းကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ